24 နဲ့10 နာရီ 17 လောက်ကကျွန်တော်တို့ ဝင်နေရဘာကနေ ကျွန်တော်ဆင်းခဲ့ရအောင် ဘာကနေစင်နေလမ်းမှာစစ်စေးဂိတ်တွေလည်းတွေ့မုန်းင်း ဒီမှာကျွန်တော်တညအိတ်ခဲ့ ညတဲခုပဲညအိတ်ပြီးတော့ပြန်မနဲ့ပြန်ဆင်းခဲ့တယ် အဲ့မှာလဲသွင်းမှာကျွန်တော်တို့ဆင်းဆိုင်မှာရောလဲသွင်းသမင်းဆိုင်မှာလဲသွင်းသမင်းဆိုင်မှာကျွန်တော်တို့တညအိတ်ခဲ့တယ်အိတ်ခဲ့ပြီးတော့26ရက်နေ့မနက်မှာကျွန်တော်တို့ပြန်ထွက်ခဲ့တယ်26ရက်နေ့ပြန်ထွက်ခဲ့ပြီးစပနတာအကျဉ်းတော် ကန်တာထမင်းဆိုင်မှာတညအိတ်ခဲ့အဲ့ထမင်းဆိုင်မှာတညအိတ်ခဲ့ပြီးတော့မနဲ့26ရက်နေ့မနက်ခင်းမှာကျွန်တော်တို့ပြန်ထွက်ခဲ့တယ်ပြန်ထွက်ခဲ့ပြီးတော့ဒီစပနတာဂိတ်ကကျွန်တော်တို့အမှမှတ်ပုံတင်နေဖုန်းတွေကိုစစ်တာပေါ့မှတ်ပုံတင်ဖုန်းတွေစစ်ကျွန်တော်တို့သူတို့တောင်ဘက်ဂိတ်တံမိုဂိတ်လို့ခေါ်တဲ့ဂိတ်ကိုကျွန်တော်တို့ခေါ်သွားတယ်ခေါ်သွားပြီးတော့မှကျွန်တော်တို့လက်ပြန်ကျိုးတွေတုတ်တယ်အကုန်လုံးစတဲ့သားတွေဆင်းဆိုအဲ့လိုမျိုးတွေလုပ်လက်ပြန်ကျိုးတွေတုတ်ဟိုဒီဘွားနှစ်ယောက်ကိုတော့ဘာမှတော့မလုပ်ဘူးမိန်းကလေးနှစ်ယောက်တော့ဘာမှမလုပ်ကျွန်တော်တို့ယောက်ျားလေးအကုန်လုံးလက်ပြန်ကျိုးတွေတုတ်တယ်အဲ့ဒုတ်တွေနေရောရိုက်တယ်အဲ့ပိုက်မာတွေနေရောအဲ့ကျိုးကောက်တွေနေရောကျွန်တော်တို့အကုန်လုံးရိုက်တာရိုက်ပြီးတော့တယောက်ချင်းကျွန်တော်တို့စစ်နေရမင်းတို့ PDF တွေလာပါရင်ရိုက်နေကျွန်တော်တို့စစ်နေဘယ်ဖွဲ့စည်းနဲ့ပုံလဲဟုတ်တယ်ကျွန်တော်ထောက်ဖို့တွေလောက်တာလားမင်းတို့ထောက်လားအမှန်တိုင်းချိန်မဖြစ်ရင်မင်းတို့ကောင်တွေတတ်မှာအဲ့လိုမျိုးကျွန်တော်တို့ချင်းချောက်တာပေါ့နားရယူရသားလောက်ကင်ဒီလောက်ကြီးနှိမ့်ဆက်ကြတော့မလို့ပါဘူးကျွန်တော်တို့ကလည်းဘာမှတော့လုံးမထားပါဘူးကျွန်တော်တို့ဘာမှမလုံးမထားတယ်ကျွန်တော်တို့ဖုန်းနေတယ်လေသူတို့အကုန်လုံးစစ်တယ်ဘာမှလည်းမရှိဘဲနဲ့ကျွန်တော်တို့အပြစ်မရှိဘဲနဲ့ကျွန်တော်တို့အဲ့လိုမျိုးသက်ကြီးကိုကျွန်တော်တို့နိုင်ကျင့်တာပါဆိုင်နေတာလဲလုံးဟုတ်တယ်ကျွန်တော်တို့ဆိုလိုနဲ့ဓာတ်ရည်နဲ့လီးရခြေလုံးတွေပြောတွေခေါင်းတွေအားလုံးကိုဝရင်တို့ဆိုလိုနဲ့ရိုက်တယ်အားရက်ဆက်ဟုတ်တယ်ကိုချင်းမဆာမနာဒါမျိုးနောက်ခီးသွားလာတဲ့လူတွေရှင်ញင်မှုရဲ့အားလုံးကိုပြောပြပဲတော့နော်အားလုံးတတိထားရပါရှင်ញင်ကြပါနောက်ပြီးတော့ကျွန်တော်တို့အဲ့26ရက်နေ့မနက်ဖမ်းခံရပြီအဲ့ညနေခင်းမှာကျွန်တော်တို့သူတို့ရဲ့စကိုင်းတွေကိုကျွန်တော်ပြန်ခေါ်သွားပါတယ်သူတို့တံမိုဂိတ်ရဲ့မြောက်ဖက်မှာစကိုင်းရှိအဲ့စကိုင်းတွေကိုကျွန်တော်ပြန်ခေါ်သွားပါတယ်ပြန်ခေါ်သွားရင်အကုန်လုံးကျွန်တော်တို့လက်ပြန်ကျိုးတုတ်ထားတယ်စုစုပေါင်းကျွန်တော်တို့ခီးတဲ့ရဲ့အရင်အတွက်ကတော့17ယောက်ပါကာသမားရောအပါဝင်ပေါ့ကာသမားရောကလေးရောအပါဝင်အကုန်လုံးကျွန်တော်တို့17ယောက်ပါကျွန်တော်တို့ဒဇယ်မျိုးနယ်ချောင်းစုံတာကတော့ကျွန်တော်6ယောက်တပြင်းရ2ယောက်ဒီရင်ရွာတက်က1ယောက်ပါနဘကြီးရ1ယောက်နဘကြီးရ1ယောက်ညာတော့1ယောက်စုစုပေါင်းကျွန်တော်တို့17ယောက်17ယောက်ကိုကျွန်တော်တို့အကုန်လုံးကျိုးတုပ်ပြီးခေါ်သွားရင်အဲ့မိန်းကလေး2ယောက်ကတော့ဘာမှတော့မလုပ်ပါဘူးဒီကတော့ကျွန်တော်တို့ဒဇယ်သားတွေကိုအဲ့လိုမျိုးနှိပ်စက်တာပေါ့အဲ့မှာကျွန်တော်တို့ခမင်းလည်းမကြည့်ဘူးရေလည်းမတိုက်ဘူးလက်ပြန်ကျိုးတုပ်ပြီးတော့သူတို့ချင်းခတ်တဲ့ကွင်းရှိအဲ့ချင်းခတ်တဲ့ကွင်းထဲမှာကျွန်တော်တို့ဒူးထောက်ခိုင်းထားတယ်နေရောညရောကျွန်တော်တို့ရေလည်းမတိုက်ခမင်းလည်းမကြည့်ဘူးညတိုင်းလည်းကျွန်တော်တို့ဒူးပဲထောက်နေရတယ်ဒူးထောက်ပြီးဒူးလေးနည်းနည်းညောင်းလာလို့ခင်းလေးနည်းနည်းချလာတယ်ကျွန်တော်တို့လာရိုက်တယ်ပြီးတော့သူတို့တောက်ပြီးစားပြီးရက်တောက်ပြီးတာနဲ့ကျွန်တော်တို့ခင်းတိုင်းနှိပ်စက်တယ်ရောဒါရအားလုံးကိုသိဖို့ပါတစ်စင်စားမှာမဟုတ်အားလုံးပြီးအားလုံးပြီးဖို့နားလည်ဖို့ပေါ့နော်ဒါမျိုးဖြစ်လာရင်ဝင်ကန်းစုံလို့လူတွေကကိုလောက်ကင်စားအေးစေးဒီငင်လောက်ကင်စားရင်မဒီလောက်ပတ်ဆက်ရဲစစ်တဲ့လောက်တာတော့အခါမှကြုံလို့မရှိဘူးဆိုတာကျွန်တော်ပြောပြပါတာဟုတ်ပါရဲ့ဒါကိုရိုင်းဆိုင်ပါတယ်လူတွေကလည်းလူလို့ကိုခေါ်ကြမကောင်းတော့ပါဘူးကျွန်တော်တို့ဘယ်သူမှကိုသူကအလုံးမပေးပါဘူးလူငယ်မှန်များအကုန်လုံးကိုနှိပ်စက်တာပါလူငယ်ဆိုကျွန်တော်တို့အဲ့တပင်းကလူဆိုရင်လည်းအသက်60ကျော်လောက်ရှိမှာပါအသက်ကြီးပါပြီသူ့ဆိုရင်လည်းအလုံးမပေးပါဘူးအဲ့လိုမျိုးဝရင်ထုတ်တွေနဲ့လည်းရိုက်တယ်မျက်နှာတွေလည်းကန်ကြောင်းတယ်အဲ့လိုမျိုးထင်တိုင်းနှိပ်စက်တာပေါ့ရကြီးငယ်ငယ်မလွယ်ဘူးပါဘူးအကြောင်းစပနတာဂိတ်ကနေမသွားကြဘူးကျွန်တော်အနေနဲ့မြစ်တာရက်ခံပါတယ်26ရက်နေ့တညအိတ်ပြီးတော့ကျွန်တော်တို့ညလည်းကျွန်တော်တို့ထောက်နေရပါ29ရက်နေ့မနက်ခင်းမှာကျွန်တော်တို့ဒဇယ်မျိုးနဲ့ချောင်းစုံတာလူ2ယောက်ကိုခေါ်သွားပါတယ်အပြင်ကိုခေါ်သွားတယ်အပြင်ကိုခေါ်သွားပြီးတော့ရဲဆက်တယောက်ကိုကားသမားကိုရဲဆက်တက်ပစ်ခဲ့ပါတယ်တက်ပစ်ခဲ့ပြီးတော့
ပြန်တယောက်ကိုသူတို့ပြန်ခေါ်ခဲ့တယ်ပြန်ခေါ်ခဲ့ပြီးတော့မှကျွန်တော်တို့နဲ့တူပြန်ပြီးတူထောက်ခိုင်းထားပါတယ် နှိမ့်ဆက်တာလည်းမျက်စိတစ်ဖက်လည်းမမြင်တော့ ဟုတ်ပါတယ် ခန္ဓာကိုယ်ကလည်းအကုန်လုံးကိုကြည်မွပြီးတော့ကို အားကြမရှိပါဘူး ထိုင်လည်းထိုင်နိုင်ရက်လည်းမရက်နိုင် ဟုတ် အားနှိမ့်ဆက်တာအားကိုရမ်းရဆက် ဟုတ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ကသူ့ကိုမေးကြည့်တော့အဲ့လိုမျိုးတက်လိုက်တယ်သေးကြတယ်ဆိုတာကျွန်တော်တို့သိရပါကားသမားကိုအဲ့ဒီမှာကျွန်တော်တို့29ရက်နေ့အဲ့ဒါ29ရက်နေ့ပေါ့ကျွန်တော်တို့28ရက်နေ့လည်းကျွန်တော်တို့တရက်လုံးဒီတိုင်းပါပဲထမင်းနဲ့ရင်းနဲ့ဒီတိုင်းပဲပြစ်ထားရနေရောညရောကျွန်တော်တို့စောင်းရဒီမှာတော့ချမ်းလာတော့မှကျွန်တော်တို့ကွင်းမြင့်ကြီးထဲမှာအိပ်ရပါတယ်ဒါတော့ကျွန်တော်တို့ဒူးထောက်နေရပါ ရေးနေလည်းလောင်းလို့ ကျွန်တော်တို့ဒါချမ်းတဲ့ကြားထဲကနေမှညတိုင်းဆိုရေတယောက်တစ်ဖလားအဲ့လိုမနဲ့ခင်းတိုင်းကြီးရင်ဒါချမ်းတဲ့ချိန်ကျကျွန်တော်ရေနဲ့လောင်းပါတယ်ရေနဲ့လောင်းပြီးတော့ကျွန်တော်တို့ဟို29ရက်နေ့မှာ29ရက်နေ့မနေ့29ရက်နေ့မနေ့ကျတော့ကျွန်တော်တို့9ယောက်ကိုတက်ဖို့ခေါ်သွားပါတယ်ယောက်ျားလေး9ယောက်ပေါ့ကျွန်တော်တို့တပင်းက1ယောက်ချောင်းစုံက3ယောက်ဘင်းရင်ရွာတက်က1ယောက်ပေါ့ကျွန်တော်စုပေါင်း9ယောက်ကိုကျွန်တော်တို့ခေါ်သွားပါတယ်တန်ဖိုဂိတ်ကိုခေါ်သွားပါကျွန်တော်တို့တက်ဖို့ဆိုပြီးတော့ အားလည်းမဒီတိုင်း ကျိုးတုတ်ထားကျွန်တော်တို့လက်ပြန်ကျိုးတုတ်ပြစ်ထားခဲ့ပြီးတော့မင်းတို့ကောင်နေမန်တိုင်းဝန်ခံမင်းတို့ကောင်နေတရားတော့မှာပါကျွန်တော်တို့အဲ့လိုမျိုးတွေပြောပါတယ်ပြောပြီးတော့မှသူကဆင်းသွားတဲ့အချိန်မှာကျွန်တော်တို့ကကားပေါ်နေဓာတ်တွေ့ရပေါ့ဓာတ်တွေ့တော့ကျွန်တော်တို့ကလက်ပြန်ကျိုးခြေထောက်နဲ့အဲ့လိုဓာတ်ခြေထောက်နဲ့ဓာတ်ကိုကင်ပြီးကျွန်တော်တို့ဖြေခဲ့ရပေါ့ဖြေခဲ့ပြီးတော့မှကျွန်တော်တို့ထွက်ပြေးခဲ့ရပါထွက်ပြေးခဲ့တာမှထွက်ပြေးတဲ့လမ်းကြောင်းမှာသူတို့ကကျွန်တော်တို့ကိုကြိုးပါတယ်ကြိုးပြီးတော့မှလိုက်ပြီးတော့ရှာတာပေါ့လိုက်ရှာတဲ့အချိန်မှာ3ယောက်ကပြန်ပြီးတော့မိသွားပါတယ်လုံးနေနဲ့လည်းပတ်ပြီးတော့ရှာပါတယ်လုံးနေနဲ့ရောတော်လုံးပတ်ရှာတယ်သူတို့ကျွန်တော်တို့ကိုရှာလဲအဲ့တံမိုးဂိတ်ကနေဒီဘက်သူတို့ဂိတ်ထိုင်ဂိတ်ကနေကျွန်တော်တို့ပတ်တယ်တံမိုးဂိတ်ကနေလည်းပတ်တယ်စုပေါင်း6ခေါက်9ခေါက်လောက်ရှိမှာပါကျွန်တော်တို့နားနေဖြတ်သွားတယ်ကျွန်တော်တို့မမြင်တာပဲရှိရပါကျွန်တော်တို့လည်းခြုံမုတ်တွေထဲမှာကျွန်တော်တို့ပုံနေတယ်မိတဲ့သူကတော့မိသွားပါတယ်3ယောက်ပြန်မိသွားပါတယ် ဒီခါလေးပြောစစ်ပြစ်တော့ ဒီခါလေးကိုတက်ပြစ်ခဲ့တာတယောက်ကတော့သေချာပါတယ်တက်ပြစ်ခဲ့တာကျန်တဲ့2ယောက်ကတော့ကျွန်တော်လည်းသိမကြသေးဘူးအဲ့တက် ဆိုရင်မဒီခါလေးတက်ပြလိုက်တာလူရဲ့လူစားလို့ရရင်ဘာလို့လဲဆိုတော့နောက်ပတ်ဆက်နေရဒီခါလေးတက်ပြစ်တာပဲဖြစ်အောင် ဟုတ်ပါတယ်သူတို့ကလူစိမ်းမရှိပါဘူးတက်ပြစ်တာပဲဖြစ်နိုင်ပါတယ်ကျွန်တော်တို့တောင်မှဒီကိုလိုယုံပြေးခဲ့ရပါဒါပေမဲ့ကျွန်တော်တို့လည်းသူတို့လက်ကနေအဲ့တော့မလွတ်ခဲ့သေးပါဘူးကျွန်တော်တို့ပုံနေခဲ့လို့ဒါလွတ်ခဲ့ရပါသူတို့ကအဲ့ဒုံးတွေပိုင်းနေရောကျွန်တော်တို့ပတ်ရှာတယ်6ခေါက်9ခေါက်လောက်ပတ်ရှာတယ်ကျွန်တော်တို့ လူကင်ထားလက်နိုင်နေဖုံဖုံပြစ် ကျွန်တော်တို့အဲ့စပြေးကြတဲ့ကသူတို့နောက်ကနေတနက်နဲ့လိုက်ပြစ်တာပါလေဒီလိုက်ပြီးတော့ကျွန်တော်တို့ဟိုချက်ချင်းကျွန်တော်တို့လည်းမထွက်ရဲဘူးနောက်ပိုင်းမိုးချုပ်ခါနီးအချိန်မှကျွန်တော်တို့အနေရကင်းပြီးဆိုလို့ထင်းတဲ့အချိန်ကျမှကျွန်တော်တို့လည်းထွက်ပြေးခဲ့ရပါဒီအချိန်မှကျွန်တော်တို့အနေရကင်းပြီးဆိုလို့ထင်းတဲ့အချိန်ကျမှကျွန်တော်တို့လည်းထွက်ပြေးခဲ့ရပါထွက်ပြေးပြီး ညပိုင်းတော့မှလမ်းလျှောက်ရအောင်ရှိ ဟုတ်ပါတယ်ကျွန်တော်တို့တညလုံးလဲရေစားရေလဲငတ်သမင်းကလည်းမစားရ3ရက်လောက်ရှိရဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်တော်လေးကိုကြီးနေပါတယ်ကြီးနေပြီးကျွန်တော်တို့တောထဲမှာအိတ်ခဲရပါတောထဲမှာအိတ်ခဲပြီးတော့ကျွန်တော်တို့မနက်ခင်းမှကျွန်တော်တို့ဒီဘက်နယ်မျိုးရောက်ရှိလာပါဒီဘက်နယ်မျိုးရောက်ကြပြီးကျွန်တော်တို့ကုညီတောင်းအဲ့နယ်မျိုးမရောက်ရှိခင်ကလည်းကျွန်တော်လမ်းမှာကားသမားတွေကိုကျွန်တော်တွေ့ပါတယ်ကားသမားတွေကိုတွေ့တော့ကားသမားတွေကိုကျွန်တော်တို့ကုညီတောင်းပါတယ်အခုကျွန်တော်တို့လိုက်ဖို့ပေးပါဘယ်လိုအဲ့လိုမျိုးကျွန်တော်တို့လိုက်ဖို့ခိုင်းပါတယ်လိုက်ဖို့ခိုင်းတာတယောက်မှကျွန်တော်တို့ကူညီမရပါဘူးနောက်ကားဆရာကြီးလမ်းကူညီတွေ့လို့ကဲဒုက္ခရောက်ခဲ့တာမှန်ရင်နောက်ဒီလိုမလုပ်ကြဘူးကားဆရာတို့ကျွန်တော်ပြောချင်ပါတယ်ကူညီပေးကြပါကျွန်တော်29ရက်နေ့ကကျွန်တော်တို့ပြေးခဲ့တာပေါ့ဒါပေမဲ့ကျွန်တော်တို့တောထဲမှာအိတ်ခဲရတယ်လမ်းတွေပြောက်တယ်တောထဲမှာအိတ်ခဲကျွန်တော်တို့30ရက်နေ့မှာကျွန်တော်ကတော့ဒီဘက်ရွာအောင်ရောက်ခဲ့တာပေါ့ BDN နေလို့ကျွန်တော်ရောက်ခဲ့ပါတယ်အဲ့မှာကျွန်တော်ကောင်းမှကျွန်တော်ကြိုးဆိုကြတယ်ထမင်းတွေပါလေကျွန်တော်ကျွေးရပေါ့အကုန်လုံးကျွန်တော်ပြည့်စုံပါတယ်စေဝါကုသမှုလည်းကျွန်တော်ပေးပါတယ်စုပါအရာလုံးပြည့်စုံပါတယ်အဲ့မှာကျွန်တော်ဘေးကင်းမှုအတွက်သူတို့ကျွန်တော်ကော်ပြီးသွားတယ်ကျွန်တော်အားလုံးပြီးစိုက်ပေးတယ်ကျွန်တော်အများနဲ့စောင့်ကြည့်ပေးတယ်အဲ့လိုမျိုးပါပြည်ရဲ့နေရာမှာတကွက်စီဆိုရင်တကွက်စီဖြစ်သွားတဲ့အခါကျတော့ကျွန်တော်တို့လည်းဒီဘက်နယ်မြေမှာရောက်လာကြကူညီပေးပါတယ်စားတော့စားပြီးအားလုံးနေဖို့ထိုင်ဖို့စားဖို့တော့ဖို့စီးပွားစားပြီးတော့ကုသပေးပါတယ်။ဓာတ်နဲ့လီထားတဲ့ဓာတ်ရိုက်နဲ့ထားတဲ့ဓာတ်ရည်များတဲ့အတွက်ခန္ဓာကိုယ်မှာလုံးလုံးကြီးကလုံးဝမရက်
နိုင်မထူနိုင်ဖြစ်လာတယ်သွားလာတာစာပြီးစင်မပြေလို့နောက်နဲ့အရင်မနေ့ကပြေးတယ်နောက်ညနေပိုင်းကျမှကူညီတဲ့ဒီနေမြေပဲရောက်ခဲ့တယ်ဆိုတော့တော်တော်ကြီးကိုကံကောင်းလို့တော်ကြီးကံကောင်းတယ်ဆိုတာလဲယူလဲယူလို့ကူညီလဲကူညီလို့ပေါ့အားလုံးကလည်းစီဝါကုသမှုတွေနဲ့ကူညီမှုတွေနဲ့ဒီသမင်းစားစားတိုင်းအားလုံးကိုပြည့်စုံအောင်အားလုံးတစ်ခုမှမလုပ်လို့ပါဒီနေ့လည်းကျွန်တော်တို့ဒီကမ်ဘလူ PDF ကိုကျွန်တော်တို့အနေနဲ့အကြီးဆုံးအများကြီးတင်ပါတယ်ပြောချင်ပါတယ်စားရရပါမှာအဆင်ပြေအောင်အကုန်လုံးလူနေသိမရှိအောင်ကျွန်တော်တို့အားလုံးကူညီပေးပါတယ်အဲ့တော့လည်းကျွန်တော်ကမ်ဘလူ PDF ကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အနေနဲ့အားလုံးကိုပြည်သူလူအားလုံးကိုလူလူကိုညက်ကနေပြီးတော့တချို့အားလုံးကူကြည့်နေရတဲ့လူအားလုံးပေါ့ကျွန်တော်တို့ဒါမျိုးတွေကိုအားမြန်မြန်ကြည့်ဖို့နဲ့မှတ်သားနိုင်ဖို့အများကြီးလိုအပ်ပါတယ်ဟုတ်ကဲ့အားစရာအများဆုံးကလည်းသင်္ကန်းသားယူပြီးတော့ကူညီတိုင်းကူညီဖို့ကကျွန်တော်ပြောချင်ပါတယ်ဟုတ်ပါတယ်မျက်နှာချောင်းညင်ကြဖို့ကျွန်တော်အနေနဲ့လည်းတိုက်တွန်းချင်ပါတယ်ဒါပြီးကျွန်တော်တို့လိုဒုက္ခရောက်လာတဲ့သူများရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကားစရာတွေအနေနဲ့အဲ့လိုမျိုးမမြင်တဲ့ပုံစံလို့မလုပ်ဖဲနဲ့တိတိယောက်ကူညီပေးကြဖို့ကျွန်တော်အနေနဲ့မေတ္တာရပ်ခံပါတယ်